ဗျာ စွမ်းပြေမသူစွမ်းပြေပွင့်ညာ စွမ်းပြေပွင့်လေပွင့်ပြီးဝိုးမင်းတိုင်းမင်းဒိုး စွမ်းရဲ့အမခံပရိသတ်တယောက်အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးအရန်သဘောကျလို့ပြန်လည်မျှဝေပေးလိုက်ပါတယ် အားကြောင့်မှန်နေမှာ မောင်လားကိုလား အမ တားကလေးတွေရတယ်လေ မဟုတ်အဲ့တော့လူရှိမှအားလုံးရောလေးတစ်ခါပဲအမလုံးဆုံးအောင် တားကလေးဘွားတွေက မခလီပေါ်မှာခလီဟာလေခလီပဲလေ အော် နေရာနေရာနေရာလို့ပြောတာဆိုအကပ်ပလ်ဂိမ်းကြီးရင်စစ်ဆိုင်ချေ အေးပါအေးပါ မောင်နဲ့ချင်းထိထောက်ခဲ့ရလေဘိုးဆန်နာထိထောက်တော့ထိထောက်ခဲ့ရလေ ဟိုကတော့မရောက်တော့ကွင်းတို့ချိန်ကြီးရမှာ ကူချီရဲ့တကယ်ချစ်တဲ့နေရင် အေးမရအဲ့ဒီဝေးကိုတားမှုနဲ့ကိုမှုပြေသွားလား ရိုက်ကူတခါတည်းကျင်းပါကျင်းပါ ခုရိုက်ခုနေဟလားခုရိုက်ခုနေ ဒီစစ်စပ်ဘူး ရိုက်ကူဆက်ပွဲ တက်တယ်လားမိလား ဒီကပြောင်း ရောင်နဲ့တော့ရောင်နဲ့ ဆက်ကိုပါတာဘာပြမလက်ပွဲမှာလက်ပွဲမှာလက်ပွဲမှာ โอเคရပြီ ပြောလိုက်တော့နော် ကျွန်တော်ပဲ ဟုတ်ပြီ ဘာကတော့ ချာ စနီးလောင်စနီးလောင်မှာ ကိုယ်တိုင်ပြောရဆိုတရားဝင်သွားပြီ နော်မောင်နော် ဘယ်ရောက်လဲ ဘာလို့ချက်အဲ့ရနေခုနေပေးရဖို့ချက်တယ်ကြောင်းအဲ့ရနေခုနေပေးရဖို့ချက်တယ် ဘူးချစ် အာဘာမဆောင်လို့ဝေးညီမလေးတို့လည်းဖွင့်ဖို့ပြင်ထားလိုက်တော့ညီမလေးဖယ်လို့လိုက်တော့မယ်ဝါမို့ဆက်လေးလိုပါလေမင်းလေးချစ်တယ်အမင်းလေး ဂူပါညတဲ့ ဆုံးနေကွာ ပြောလာပြောဆုံးမယ် ဆန်းညာဆန်းပြီးဘယ်လိုလဲဆန်းပြီးမတူ ဗျာ ဆန်းပြီးမတူ စွမ်းပြေပွင့်ညာ စွမ်းပြေပွင့်လေပွင့်ပြီးဝိုးမင်းတိုင်းမင်းဒိုး ကိုချားပြလို့မကောင်းသေးဘူးလေဟုတ်မလို့ရဲချင်တယ်ဒါစီသူဝင်းတော့တမိကတစ်ချက်ပြေးလာမှာပြောမမရဲ အဲ့ ချင် တော့ တယ် ကလိုက်သွားလေအမလူချင်တော့မဟုတ်ဘူး တကယ်ချစ်တယ်ကြောက်ပြီးနေလိုက်ပြီ ကိုစွမ်းရဲ့ဗီဒီယိုအလန်းတွေဆက်တင်ပေးသွားဦးမှာမို့ကျွန်တော် channel လေးကို subscribe နှိပ်ပြီးစောင့်မျှော်ပေးကြပါဦးเนาะအားလုံးပဲကျေးဇူးတင်ပါတယ်